ကဲအားလုံးပဲမင်္ဂလာပါလို့ပတ်ဆိုင်နေပတ်စံမရှိတော့လို့အိမ်မှာတီးနေနေစိုက်နေတာပါဒီစမမိုးရဲ့အမေပါပတ်စံနေပြီဒါမမိုးအဖေပါတိကျင်တော့တခုမေးမယ်နော်အဲ့ဒါရိုက်တာနဲ့လေဒီနှစ်ချက်နဲ့ဘယ်လိုပတ်သက် တချင်းထားတာတော့ဘာဖြစ်လဲ တစ်ချက်ပဲနားဖွင့်တာ ဟမ်ခွေးအိမ်မုံအဲ့ကလေးတင်တာ ချက်နားထောင်နေတယ်ပေါ့မမိုးကတော့အခုတော့ပတ်စံလုံးဝမရှိတော့ပါဘူးလို့ iPad တွေရောနေချက်တွေဝယ်လိုက်လို့ပါ ကိုယ်ဝယ်တာပေါ့ပြကြတော့မဟုတ်ပြကြမနေ့ကတော့မူကထားတွေရောအကုန်လုံးစားမိလိုက်လို့ပတ်စံလုံးဝမရှိတော့ပါဘူးခုကျအသီးနိုင်ဆိုင်နေရ အဲ့ဒါအိမ်မက်ဝယ်တာဘသူကပတ်စံပေးတာဘသူကပတ်စံပေးလို့နေရပတ်စံမရှိရောလား ပို့လေအကုန်လုံးမရှိတော့တာလေဘယ်မှမရှိတော့ဘူးမင်းမောင်ကိုလက်ကျွေးရလေဖဖေမောင်ကိုဝယ်ပေးရလေအခုဆိုင်မှာကတော့အစိမ်းအောင်သီးနယ်မှာဘာကြီးလည်းမသိပါဘူးငရုတ်သီးစီးဖို့အချင်းဒါကြတော့နနမင်း မြင့်ကြီးတော့စီဖူးချင် ကျန်တဲ့နှစ်20မှာမောင်တို့ဒီပီးလန့်နေပေါအောင်စောင့်ပြီးတော့မောင်တို့ တော့နဲ့နဲ့ချင်ကျန်တဲ့နှစ်20မှာမောင်ဒီဥစားရေပေါအောင်စောင့်ပြီးတော့ငတ်ခံနေပါပါလို့မောင်တို့ငတ်ခံမနေချင်ရင်မောင်တို့ပတ်စံရှာလို့ရအောင်ဖလေးပေးပါမောင်တို့ငတ်မခံထားပါတယ်လို့